ဒရာမာလိန်လေလှည့်ဖျားသူ၏အဆုံးသက်အဖွားကိုပြုစုနေသည့်အတုအယောင်သမီးပြုစုသူလူတစ်ယောက်ဒါဘသူလဲပြုစုသူကင်အုပ်စွန်းအဖွားရဲ့ပြုစုဆောက်ရှောက်သူ caregiver လေးလူတစ်ယောက်ဟုတ်ပြီဂရုစိုက်ပေးပါအောင်အခုအဖွားကစိတ်ပိုင်းဆိုင်ရာတော်တော်မတည်မငြိမ်ဖြစ်နေလို့ပါပြုစုသူစိတ်ချပါစိတ်မပူပါနဲ့ပြုစုသူ၏အသက်ဆန်သည့်အပြုအမူများပြုစုသူဘာလုပ်တာလဲနင်ကဒီကိုဘယ်လိုလုပ်ရောက်လာတာလဲပြုစုသူပါဇက်ပိတ်ထားလို့ဒီအဖွားကြီးကတော့အဖွားမှာတုံ့လှုပ်သွားပြီးသတိလစ်သွားသည်ခဏကြာအဖွားရှင်ကဘာတူလဲကျမကိုသိလို့လားပြုစုသူဒါဘာလုပ်နေတာလဲဆရာဝန်လူနာရှင်အုတ်ထင်းသူခမည်းပြုစုသူအဖွားကကျမကိုမှတ်မိပုံမရဘူးဆရာဝန်အရန်ဖိအားများပြီးစိတ်လှုပ်ရှားမှုကြောင့်ခဏတာမှတ်ဉာဏ်ဆုံးရှုံးသွားတာဖြစ်နိုင်တယ်ဂရုစိုက်ပြီးစောင့်ကြည့်ကြတာပေါ့အဖွားနင်ကဘာတူလဲငါအခုအရန်မွန်းချက်ပြီးကြောက်တယ်ပြုစုသူဒီလူကအဖွားကိုကူညီပေးတဲ့သဘောကောင်းတဲ့သူလေအဖွားသဘောကောင်းတဲ့သူပြုစုသူဟုတ်တာပေါ့အဖွားကကျမကိုဘလောက်တောင်ချစ်တာမှတ်လဲအဖွားငါမိသားစုကပြုစုသူသမီးတယောက်တော့ရှိပါတယ်ဒါပေမဲ့အမေဖြစ်သူကောင်းကိုထက်ရိုက်လိုက်လို့လေအဖွားဒီလိုရုပ်မာတဲ့ကောင်မှပြုစုသူစိတ်မပူပါနဲ့အစကတည်းကကျမကိုပဲသမီးရင်းလိုသဘောထားပြီးနှစ်ယောက်တည်းပဲနေလာတာပါအဖွားအဲ့လိုလားနင်ကငါသမီးရင်းပဲပေါ့တနာကြီးကြာပြုစုသူအမေဒီစေးုံကအရန်နာမည်ကြီးတယ်ဒီကိုပြောင်းကြရအောင်ဆရာဝန်ဦးမကြီးကင်စာပါအခြေအနေတော်တော်လေးဆိုးနေတယ်ချက်ချင်းတက်ရောက်ကုသမှဖြစ်မယ်အဖွားငါဦးမကြီးကင်စာဟုတ်လားဘယ်လိုလုပ်မလဲပြုစုသူကံကောင်းတာကကျမရဲ့ကျွမ်းကျင်တဲ့နယ်ပယ်မှုလို့ပါဒါပေမဲ့စေကုသစရိတ်ကမသေးဘူးလေအဖွားသမီးရေအမေဘယ်လိုလုပ်ရမလဲပြုစုသူကျမနဲ့ရင်းနှီးတဲ့ငွေချေးသူတယောက်ရှိတယ်အိမ်ကိုအပေါင်ထားပြီးစေးဖို့အရင်ချေးလိုက်မယ်အဖွားအမေလည်းဘာမှမလုပ်တတ်တော့နင့်ပဲယုံရမှာပဲပြုစုသူဤလိမ်လည်မှုများပေါ်ပေါက်လာခြင်းစစ်မှန်သောသမီးဘာဖြစ်တာလဲဒါကအိမ်စာချုပ်ပဲမဟုတ်လားအမေကဒီလူကိုယုံပြီးအိမ်မှာပေးလိုက်ရတာလားပြုစုသူအမေအိမ်နဲ့ပဲဖြည့်ရှင်းလိုက်ရပေမဲ့နောက်ထပ်ယောဂါတွေဘယ်တော့ဖြစ်လာမလဲဘယ်သူသိမှာလဲဒါကြောင့်အမေနာမည်နဲ့အသက်အာမခံမှာထပ်ဝယ်ထားရင်ကောင်းမယ်ပြုစုသူစိတ်ထဲတွင်ဒါတွေအားလုံးကမြင့်သမီးကြောင့်ဖြစ်တာငါ့ကိုမဖြစ်တင်နဲ့တော့ငါတို့ကိုလာထိရဲတဲ့သူကိုမျက်ရည်သွေးကြအောင်လုပ်ပေးရမယ်။နောက်ဆုံးရင်ဆိုင်ပွဲစစ်မှန်သောသမီးအမေဒီလိုလုပ်ရက်တွေကိုလှုပ်ထားပြီးတော့နင်ကလူရောဟုတ်ရဲ့လားအဖွားရှင်ကဘာတူလဲ။ငါသမီးကိုမရိုက်နဲ့ပြုစုသူနင်ဘလောက်ပဲထောင်လွှားနေပါစေနင့်မေကနင်ဘာတူလဲဆိုတာတော့သိမှာမဟုတ်ဘူး။စစ်မှန်သောသမီးမှတ်ဉဏ်ဆုံးရှုံးနေတဲ့လူနာကိုဘလို့တွေလိန်ညာထားတာလဲ။ပြုစုသူပြောစရာကောင်းလိုက်တာနင်ကငါ့ကိုလာထိတော့နင့်မေကအခုလိုဖြစ်သွားတာလေစစ်မှန်သောသမီးပျော်နေတာလား။ရှေ့လျှောက်တစ်သက်လုံးထောင်ထဲမှာပုတ်တိုးသွားရမယ့်အချိန်ကိုလည်းပျော်ရွှင်နိုင်ပါစေ။မင်းကိုလိန်လည်မှုနဲ့လူသက်ရန်ကြံစီမှုတို့နဲ့ဖမ်းဆီးလိုက်ပြီ။ပြုစုသူဘာစစ်မှန်သောသမီးရှေ့နေတွေနဲ့မကြခင်ရောက်လာလိမ့်မယ်။အခုချက်ချင်းခေါ်သွားလိုက်ကြတော့